ဝတ်ပြုကြောင်သွားတဲ့လမ်းကြောင်လေးဗက်တီမာတော့ဟိုတယ်ဝန်းနေဒီဘာမှာထိုင်းအစ္စလာမ်ရဲ့လုံးချင်းအိမ်လေးဒီလိုဒီနေ့ဒီနေ့ဆိုတော့ချုံမောက်တွေပါလေလုံးနေကြဆလာမ်အလိုင်ဒီဘက်ကတော့အမျိုးသမီးတွေနဲ့စသူအနောက်မှာမြင့်ရှိတယ်နောက်မှာမြင့်ရှိတယ်ပြီးတော့ icon ကုန်တိုင်းနဲ့လေဘေးကနောက်မှာမြေရှိတာဖူဆယ်ဘောလုံးကွင်းနဲ့လောက်ထားAssalamu alaikum. Mara. Hey. Tali lara la. Kali de gazagun de lau pe. Use bolong kwe. Bolong ara. Bolong ke sa bu. Play စိတ်လည်းရှိတယ် icon ကုန်တိုင်းရပင်ကမဟာနခွန်အရိတာပါတယ်ပဲဒီကနေလမ်းပြီးတော့
ကိုလက်တန်းစင်နေဘူးလို့တင်တယ်ဒါရင်း